တော့ဒီ forex trading ကပေါ့နော်မြန်မာနိုင်ငံမှာတရားမဝင်ဘူးဆိုပေမဲ့ဒါအခုတွင်ကြီးလောက်လာတဲ့ပုံမှာဘယ်လိုမျိုးလဲဆိုတဲ့အခါမှာဒါကအရေးကြီးတဲ့မိကုန်းတစ်ခုပေါ့နော်ဒါကချုပ်တည့်ရလို့သိရမသိရလူကတော်တော်များတယ်ပေါ့နော်မြန်မာနိုင်ငံကကျွန်တော်တို့ဒီတရားမဝင်ဘူးဆိုတဲ့နေရာမှာကြာတော့လေကျွန်တော်တို့ကမြန်မာနိုင်ငံရဲ့အနေထားအရာကအရန်ကိုကျွန်တော်ဒီဥပဒေနဲ့ပတ်သက်တဲ့ဒီ digital ပေါ့ digital နဲ့ပတ်သက်တဲ့ဥပဒေကြီးအရန်ကိုနောက်ကျနေတာဖြစ်တော့ဒါဒီဥပဒေမရှိသေးတဲ့အတွက်တရားမဝင်တဲ့အပိုင်းရှိရပါမယ်လုံးနေတဲ့အပိုင်းမှာကြာဘယ်လိုမျိုးရှိလဲဆိုလုံးနေတဲ့အပိုင်းမှာလုံးလို့မရဘူးတော့မဟုတ်လုံးလို့ရတယ်ဒီလိုပဲလောက်လာတယ်နှစ်ပေါင်းလည်းမနေတော့ဘူးနော်နှစ်ပေါင်းလည်းမနေတော့ဘူးဒါတွင်ကြီးလောက်လာတာအခုနောက်ပိုင်းမှာများလာတာပေါ့နော်ဆိုတော့ဘယ်လိုမျိုးဖြစ်နိုင်လဲဆိုတဲ့အခါမှာကျွန်တော်တို့သိချင်ရမယ့်ချက်ကကျွန်တော်ခုပြောတဲ့ဗီဒီယိုကိုသိရလူလည်းသိရမသိရသူတွေများလိမ့်မယ်လို့ကျွန်တော်ပြောနေတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီ trade နေတဲ့သူတွေကတော့ trader တွေကတော့ trade တူတူအရန်ကြီးပေါ့နော်အရန်ကြီးပြဿနာမရှိနိုင်ပါကိုတကူပေါ့ကိုတကူစားကို trader ဖြစ်တဲ့တိတ်ပြီးရောပြဿနာမဖြစ်နိုင်ဘူးဆိုပေမဲ့ဘယ်လိုလူတွေပြဿနာဖြစ်နိုင်လဲဆိုတော့ကျွန်တော်တို့အထူးသဖြင့် agent တွေပေါ့နော်အခုဒီ trading ကိုလုပ်အောင်ဝန်ဆောင်ပေးနေတဲ့သူတွေကအနေနဲ့ရှိတယ်ဗျဒါကိုသိရသူတွေသိရဒါကိုဒီ industry မှာနေတဲ့လူတွေတော်တော်များများသိရယူဆိုင်ပြီးလုပ်နေကြတယ်ဒါပေမဲ့မသိရဲနဲ့ပေါ့နော်အခုမှနောက်မှဝင်လာတယ်ဒီရုပ်လုံးထွက်ပြတယ်ပြီးတော့ဒီဟာတွေကိုကျွန်တော်တို့ဒီအရန်ကိုပေါ်တင်လုပ်နေတဲ့လူတွေကအနေရှိတယ်ဒါပေမဲ့အခုဘာကြောင့်အခုဘာမှမဖြစ်တာလဲဆိုတဲ့အခါမှာကအခြေအနေပေါ်မူတည်တယ်သူကဘယ်လိုမျိုးလဲဆိုတော့သူတို့အဆင်ပြေနေတဲ့အခြေပြဿနာမဖြစ်ချင်ဘူးဘာမှပြဿနာမဖြစ်ချင်လို့ဒီလူကိစ္စတွေကိုဒီ trading နဲ့ပတ်သက်တဲ့ case တွေကိုသူကဘာမှမဖြေရှင်းဘူးပေါ့နော်ဘာမှလုပ်လို့မရှိဘူးဒါပေမဲ့သူတို့အမြင်မကြည်လာဘူးတခုခု case တစ်ခုတက်လာပြီးဟေးဆိုရင်ဒီလူတွေကိုအနေပြုနိုင်တဲ့အခြေအနေဆိုရင်အခြေအနေတက်ရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြောနေတာကဒါက train နေတဲ့ trader တယောက်အနေနဲ့ပြဿနာမရှိဘူးဆိုပေမဲ့ဒီဟာကိုလုပ်နေတဲ့ agent တွေအတွက်ပြဿနာရှိတယ်တခုရှိတာကtrain နေတဲ့ပြဿနာမရှိဘူးဆိုပေမဲ့လည်းကျွန်တော်တို့ကဒါအရင်ကပေါ့ဆလို့တော့မရဘူးเนาะအဲ့လိုမျိုးရှိတယ် train ပြဿနာလူကပြဿနာမရှိဘူးအဓိကဒါတွေကိုလုပ်နေတဲ့ agent တွေကအတော်လေးပြဿနာရှိတယ်နိုင်တယ်ပေါ့နော်ဒါကိုသိရဲ့သူတွေသိရဲ့မသိရဲ့သူတွေကိုလည်းအဓိကဒီဗီဒီယိုမှာပြောချင်တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်